စိတ်လုံခြုံမှုပေးနိုင်ခြင်းမွင်းကျက်လွန်းလို့အခန်းတောက်မှာတယောက်တည်းခိုးငိုနေခြင်းလူတွေအများစုခံစားနေရတဲ့ခံစားချက်ကကဘာပေါ်မှာငါတယောက်တည်းဘယ်သူမှငါ့ကိုမချစ်ကြဘူးဘယ်သူမှငါတန်ဖိုးကိုနားမလည်ကြဘူးလောကကြီးကမတရားဘူးဆိုပြီးစိတ်မလုံခြုံလို့ဖြစ်ကြရတယ်ဒီလိုအချိန်မျိုးမှာငါရှိတယ်နော်ဆိုတဲ့စကားလေးကြားလိုက်ရတဲ့အခါငါအတွက်ဒီလူသားတယောက်တော့ရှိနေပါသေးတာဆိုတဲ့အတွေးနဲ့စိတ်ပိုင်းဆိုင်ရာလုံခြုံမှုကိုရသွားစေပြီးနာကျင်မှုရဲ့သုံးပုံတစ်ပုံဟာအလိုလိုပျောက်ကွယ်သွားစေပါတယ်။အထီးကျန်စိတ်ပျောက်ကွယ်ခြင်းဝမ်းနေရတဲ့အချိန်ဟာတယောက်တည်းကဘာပါပဲ။ဘယ်သူမှကိုယ့်ဘက်မှာရှိမနေပေးဘူး။တယောက်တည်းရက်တည်ရှင်သန်နေရတယ်။ဒီလိုခံစားချက်မျိုးတွေဖြစ်လာတဲ့သူဟာတိတ်ပြီးအထီးကျန်ကုန်ကြတယ်။တစုံတယောက်ရဲ့ထွေးဖက်မှုကိုလိုချင်တယ်။အားပေးတဲ့တွေကြားချင်တယ်။လက်ရှိခံစားချက်ကိုနားလည်ပေးသင်ကြတယ်။သိသိချင်ကြတယ်။ဒီလိုအချိန်မျိုးဟာအနှွေးတဲ့လိုအပ်တဲ့အချိန်လို့ပြောလို့ရပါတယ်။အနှွေးတဲ့လိုအပ်တဲ့အချိန်မှာသူနဲ့အတူတူရှိနေပေးရင်းနဲ့ပဲဖုံးပြောပေးနေရင်းနဲ့ပဲဖြစ်ဖြစ်ငါရှိတယ်နော်ဆိုတဲ့စကားလေးထစ်ထစ်ပြောပေးခြင်းဟာအနှွေးတဲ့ကိုတစ်ဖက်လူရရှိစေပြီးအထီးကျန်စိတ်ဟာအလိုလိုပျောက်ကွယ်သွားစေပါတယ်။ချစ်ချင်းမြတ်တာကိုလက်တွေ့ခံစားနိုင်တယ်။နောက်ဆုံးအချက်ပါငါရှိတယ်နော်ဘာမှအားမငယ်နဲ့ဆိုတဲ့စကားလေးပြောရင်ပွေ့ဖက်လိုက်တဲ့အခါတစ်ဖက်လူဘက်မှာအချစ်ဟော်မုန်းဓာတ်တွေထွက်စေလာပါတယ်။ချစ်ချင်းမြတ်တာကိုလက်ခံရရှိပါတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ပေါ့။ဒီအချစ်ဟော်မုန်းတွေဟာပျော်ရွှင်ဖို့အတွက်အထောက်ပံ့ဖြစ်စေသလိုနာကျင်မှုတွေတက်တာစေဖို့အတွက်လည်းကူညီပေးပါတယ်။တချို့အသေးနူးတဲ့သူတွေဆိုရင်ဒီစကားကြားတာနဲ့မျက်ရည်ပိုးပိုးပေါက်ပေါက်ကြကဒီအချက်ကြောင့်ပါ။ဒါကြောင့်တင့်တငယ်ချင်းတွေထဲမှာခဏခဏဝမ်းနဲ့နေတတ်ပြီးခဏခဏခိုးငိုတတ်တဲ့သူလေးတွေရှိခဲ့မယ်ဆိုရင်ပြစ်မထားပါနဲ့သူတို့လေးတွေကတိတ်အသေးနူပါတယ်ငါရှိတယ်နော်ဆိုတဲ့စကားပြောရင်ချစ်ချင်းမြတ်တာတွေနဲ့နှွေးထင်းနေဖို့ကူညီပေးလိုက်ပါမှတ်ထားအောင်နော်ပွေ့ဖက်ခြင်းရဲ့အတိတ်ပဲဟာငါဘဝထဲမှာမင်းရှိနေပြီလို့ဝမ်းသာပါတယ်ဖြစ်ပြီးငါရှိနေတော့ဆိုတဲ့အတိတ်ပဲကတော့တကဘာလုံးနဲ့တယောက်ဖြစ်ခဲ့မယ်ဆိုရင်တော့မင်းဘက်ကအမြဲရက်တည်ပေးမယ်တဲ့စာရေးဆရာမှတော်တာမင်းရေးသားထားတဲ့မျက်ရည်လွယ်သူများဖတ်ဖို့ဆိုတဲ့စာအုပ်ထဲကငါရှိတယ်နော်ဆိုတဲ့စကားတစ်ခွင်းရဲ့စွမ်းအားပဲဖြစ်ပါတယ်မိတ်ဆွေတို့လည်းဒီလိုမျိုးစွမ်းအားရှိတဲ့စကားလုံးလေးတွေစာစုလေးတွေကိုဖတ်ရတာကြိုက်နေတတ်တယ်ဆိုရင်တော့တော်တာမင်းရေးသားထားတဲ့မျက်ရည်လွယ်သူများဖတ်ဖို့ဆိုတဲ့စာအုပ်လေးကိုဝယ်ယူဖတ်ရှုလိုက်ပါလို့တိုက်တွန်းနှိုးဆော်လိုက်ပါတယ်အဆုံးထိကြည့်ရှုနားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်